Hello အားလုံးပဲစပလိုက်နမစကာနာမည်ကတော့ပူကြပါ For Me Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကိုယ်တိုင်တွေးကြုံမှုသလိုအများစုလေတို့အများစုလေတွေးကြုံခဲ့ဘူးတဲ့မိသားစုကပေးတဲ့စိတ်တင်ဘောနော်အဲ့ဒီအကြောင်းကိုဆွေးနွေးတော့မှပြောပါတယ်ဘာလဲဆိုလို့ရှိရင်ဒီအရာကလူကြီးတွေလည်းမတိပဲနဲ့လှုပ်လိုက်တဲ့အရာဟုတ်တယ်ရည်ရွယ်ချက်ရှိနဲ့လှုပ်လိုက်တာတော့မဟုတ်ဘူးနော်သူတို့ကိုယ်တိုင်လည်းသူတို့ကိုတင်ပေးမဲ့လူလည်းမရှိခဲ့ဘူးတော့ကိုကလည်းသူတို့ကိုခွင့်လို့မှနားလဲပေးရမှာပေါ့နော်လူအများစုကလူကြီးအများစုကကလေးတွေကိုဘယ်လိုဆုံးမလဲဆိုလို့ရှိရင်လူကြီးကငါကလူကြီးပဲနေ့ကငါမွေးထားတာငါကနှစ်အမေပဲနင်ကပြောတဲ့အတိုင်းလှုပ်ရမယ်လှုပ်ကိုလှုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုကသူတို့လေရှုပ်ရှဲချင်တာကိုလိုချင်တဲ့ပုံစံကိုပုံဖော်ချင်တာလူတယောက်ကိုလေကိုမွေးထားတဲ့လူပဲဖြစ်ဖြစ်ကိုရဲ့ရှစ်သူရည်စားကိုပဲဖြစ်ဖြစ်ကိုအိမ်ကကိုရဲ့မိသားစုကိုပဲဖြစ်ဖြစ်လူတယောက်ကိုဘသူကိုမဆိုလေကိုလိုချင်တဲ့ပုံတွေးလို့ရမယ်လို့မထင်လိုက်နဲ့တဲ့လားရလာမှာမဟုတ်ဘူးအဲ့လိုမျိုးဖြစ်လာမှာမဟုတ်ဘူးနော်ကိုပဲပြင်မယ်ရမယ်အဲ့လိုမျိုးဖြစ်မလာဘူးဆိုလို့ရှိရင်ကိုပဲပြင်မယ်ရမယ်ပြီးလို့ရှိရင်ကိုကအဲ့လိုမျိုးစူးစမ်းတဲ့အချိန်ကိုလည်းပြင်မယ်ရတယ်လို့အဲ့လိုမျိုးတစ်ဖက်လူကိုလည်းတင်မလားချုပ်ချယ်တဲ့အချိန်ချုပ်ချယ်ခံရတဲ့လူကလည်းပြင်မယ်ရတယ်အဲ့လိုမျိုးချုပ်ချယ်လိုက်လို့ကိုကိုရှိလာမယ်လို့ထင်ရင်တော့အရင်မာသွားမှာပေါ့နော်လူရတာကိုတိတ်ပြီးမှနားမလည်ကြဘူးလူကြီးတွေကအစဥမာမော်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲကိုကမှန်ကန်နေတဲ့အကြောင်းကိုရှင်းပြရှင်တဲ့အချိန်မှာသူတို့ကလက်မခံချင်ဘူးနေကအကြီးလားငါကအကြီးလားဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်ပြီးရင်ကိုကရှင်းပြတော့မယ်ဒါတချို့လူတွေကရှိတယ်ပတ်ဝန်းကျင်ကပြောလို့ကိုလာဆိုတာမျိုးလေးရှိတယ်ဒါမှမဟုတ်ကိုရဲ့တငယ်ချင်းကလိန်ပြောလိုက်လို့ကိုလာရိုက်တဲ့အချိန်လည်းရှိဘူးတယ်ပေါ့နော်အဲ့တော့ကိုရဲ့ကလေးတွေကိုယုံကြည်တဲ့နယ်လေးကိုကလေးတွေကဘယ်လိုပုံစံလဲဆိုတာကိုယ်တိုင်သိပြီးသားပဲလေနော်ကိုကလေးရဲ့အကျင့်ကိုတော့ကိုယ်တိုင်သိပြီးသားပဲပါဆိုတော့ကိုယ့်ရဲ့ကလေးတွေကိုအရင်ဆုံးမေးကြည့်ဖြစ်နေလားမဖြစ်နေလားသူများပြောတယ်ဆိုတိုင်းငါနေတို့ကြောင့်ငါပြောခဲ့ရတယ်ဆိုမှကလေးကိုရိုက်မယ်ဆိုလို့ရှင်ဒါကလုံးဝမဖြစ်တဲ့အရာပဲအဲ့တော့ကိုမွေးထားတဲ့ကလေးဘယ်လိုပုံစံရှိတယ်ဆိုတာကိုယ်တိုင်သိပြီးသားပဲလေအဲ့တော့မေးကြည့်ယုံလို့ရတဲ့ကလေးဆိုလို့ရှင်လည်းမေးပေါ့ယုံလို့မရဆိုလို့ရှင်တခါတည်းတွေ့ပြလိုက်ယုံလို့ရလားမရလားဘယ်ဆိုအမှန်တရားကိုသိအောင်လုပ်လေဟုတ်တယ်မလားတခါတည်းလူတွေကိုအပြစ်တင်ဖို့ပဲရိုက်ဖို့ပဲမတွေးနဲ့ပေါ့နော်ဘသူကိုမဆိုပေါ့နော်ကိုသားသမီးမကားလို့ဘသူမဆိုပေါ့နော်အဲ့တော့ခါကျတော့မေးပေါ့ဒါနဲ့လောက်ထားတာဟုတ်လားမဟုတ်လားမှန်လားမမှန်အောင်လား तू ကဘာဖြစ်လို့ငါ့ကိုဒီလိုလာပြောရလဲနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ तू ကမကောင်းကြောင်းပဲပြောနေတာဩမကောင်းကြောင်းပဲကြားနေရတယ်ဩဆိုလို့ရှိရင်ကိုကလေးကိုမေးကြည့်နေလောက်တာဟုတ်လားမဟုတ်လား तू ကလည်းရှင်းပြလိုက်မယ်အခုတချို့လူကြီးတွေကရှေးခေတ်ဆန်တဲ့လူကြီးတချို့တွေရှိတယ်ပေါ့နော်အခုခေတ်မှာလည်းလေသူတို့ရသူများပြောပြီးဆိုတာနဲ့လာပြီးမှရိုက်ပြီးတော့မဟုတ်ဆိုပြီးဆဲပြီးခံနိုင်ရင်မရှိတော့တဲ့အထိပြောဆိုတတ်တယ်တချို့လူကြီးတွေကစကလုံးရိုင်းနဲ့တုံတက်တယ်ပေါ့နော်လူတဲကိုငါဘာတန်ဖိုးမှမရှိဘူးပဲဆိုတော့ခံစားချက်ဖြစ်သွားအောင်အထီလူကြီးတွေကပြောဆိုတတ်ကြတယ်အဲ့ဒါကိုကျတော့တတိထားတဲ့နဲ့ဘောနော်အဲ့ဒီအရာတွေကတတိထားတဲ့နဲ့အရန်ပဲတတိထားရပါမယ်ဘောနော်မမေးဘဲနဲ့ရိုက်လိုက်တာတို့ဘလို့ရှင်ဘာလဲမသိဘဲနဲ့ငါလူကြီးပဲငါဆုံးဖြတ်ထားတဲ့အတိုင်းတို့တွေကလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးကတော့အရန်ကိုမာသွားပါပြီလှုပ်ထားတာဟုတ်မဟုတ်အရင်ဆုံးမေးဟုတ်တယ်ဆိုလို့ရှိရင်တကယ်လို့ကိုယ်ကလေးတွေကမားတယ်ဆိုရှင်ဆုံးမရမှာဘောနော်ရိုင်းဆိုင်ဆုံးမတာတဲ့ကောင်းမွန်ဆုံးမမယ်ဆိုလို့ရှိရင်အဲ့ဒီလူကလည်းကောင်းမွန်တဲ့လူပဲဖြစ်လာမှာပေါ့နော်ပြောချင်တာကအကူလုံးလို့လည်းကြားဘူးမှာပေါ့ကြားဘူးမှာပေါ့နော်ဒီလိုရှိရင်လူကြီးတွေကကိုအမေအဖေကကိုမိဘတွေကကလေးတွေအရှိမရံဖြစ်တာတွေ့တယ်ပြီးရှင်ဆဲဆိုတာတွေ့တယ်စိတ်ဒဏ်ရာတွေရတဲ့လူဆိုရှင်ကိုကလေးတွေကိုလည်းအဲ့ဒါပဲပြမယ်ကိုတွေကလည်းကိုကလေးတွေမွေးပြီးဆိုရှင်အဲ့လိုမျိုးပုံစံပဲတွားပြီးမှဆက်ဆံတော့မှာပေါ့နော်ကိုမိဘတွေဆက်ဆံတဲ့ပုံစံပဲကိုစိတ်ဒဏ်ရာပေးပြီးလို့ကိုကလည်းကိုကလေးတွေကိုစိတ်ဒဏ်ရာပေးမှာပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်ပြီးလို့ရှိရင်ကိုမိဘတွေကရှစ်တာခင်လာတွေမြင်မယ်ပြီးရှင်အရှိကိုတံပိုးထားတာတို့တယောက်နဲ့တယောက်လေးစားမှုရှိတာတို့ဆဲဆိုရိုင်းဆိုင်တာတွေမရှိဘူးဆိုလို့ရှိရင်အဲ့ဒီသူတို့ကနေမွေးလာတဲ့ကလေးရတယ်လေယဉ်ကျေးမယ်ဆဲဆိုရိုင်းဆိုင်တာတွေမရှိဘူးပြီးတော့တစ်ဖက်လူတွေကိုလည်းလေးစားတတ်မယ်ယဉ်ကျေးဆက်ဆံတတ်မယ်ပေါ့နော်အဲ့လို
အဲ့လိုပဲဆိုဆုံးမမှုဆိုတာအရင်အဓိကကြားတဲ့အချက်ပဲဖြစ်တယ်ပေါ့နော်ကိုယ်တိုင်လည်းခံစားမှုတယ်နားလည်းမလွဲတာတော့အဲ့လိုမျိုးပေါ့နော်တခါကျရင်မိဘတွေကလူကြီးမိဘအချင်းချင်းအစင်မပြေဖြစ်တာကိုကလေးကိုလည်းမရိုက်တာတို့အဲ့လိုမျိုးလည်းရှိရယ်အများစုမှာဖြစ်နေတဲ့ပြဿနာတစ်ခုလိုမျိုးပဲပြောရမှာပေါ့နော်ကိုကမမာဘူးရှင်းပြဖို့ကြိုးစားတဲ့အချိန်မှာသူတို့တွေကပြန်ခံမပြောနဲ့ဆိုတဲ့စကားလုံးကိုသုံးကြတယ်နော်ပြန်ခံမပြောနဲ့လို့သုံးကြပါတော့အမှန်တရားကိုလက်မခံချင်ဘူးရှင်းပြတာကိုလက်မခံချင်ဘူးလူကြီးတွေကလေလူကြီးတွေမှာလူကြီးမာနရှိတယ်ဘယ်လိုမာနရှိကိုကလေးတွေကသူတို့ကိုဆုံးမတယ်ဆိုရှင်ဥမာကိုယ့်ရဲ့အဖွားကိုကိုယ့်ရဲ့အမေကိုကိုကဒီလိုပါဆိုမှသွားဆုံးမတဲ့အချိန်ဥမာအမေကဒါလုပ်တာတော့မားတယ်ဒီဥစ္စာကမှန်တယ်လို့သွားဆုံးမတဲ့အချိန်သူတို့မှာမာနရှိတယ်ကိုကငါကအကြီး9နှစ်အမေ9နှစ်အဖွားဆိုတဲ့မာနရှိတယ်ဆိုတော့လက်မခံချင်ဘူးတဲ့လားတချို့လူတွေကလည်းရှိတယ်ကိုရှိမှစကားပြောနေတဲ့အချိန်မှာလက်မခံချင်ဘူးဒါပေမဲ့သူတို့တယောက်တည်းဖြစ်နေတဲ့အချိန်မှာသူပြောတာလည်းမှန်ပါတယ်ဆိုတော့အတွင်းမျိုးလည်းတွေ့တတ်ကြတယ်တချို့လူတွေကကြတော့တချို့လူတွေကလုံးဝမရအောင်ငေါ့ဘာမှလာမပြောနဲ့ဆိုတဲ့ပုံစံမျိုးဟုတ်တယ်ငါနေတဲ့ကြီးတယ်နဲ့ခံပြောစရာလည်းမလိုဘူးနဲ့ဆုံးမစရာလည်းမလိုဘူးငါနေတဲ့တဲ့အရင်မွေလာတာငါနေတဲ့အများကြီးသိတယ်ဆိုတဲ့ပုံစံမျိုးလည်းပုံစံမျိုးနဲ့တုံ့ပြန်ကြတယ်အဲ့ဒီကိုလည်းနည်းနည်း short ပေးတင်တယ်ပြီးလို့ရှိရင်အမှန်တရားကိုလည်းလက်ခံဖို့စူးစမ်းတင်တယ်ကိုယ်ကလေးတွေကကိုယ့်ကိုအမအမှန်လားမဆုံးမနေတယ်ဆိုကနေကိုယ်သားသမီးရလိမ့်မှာပြီဆိုမဂုံယူပို့ပြီးတော့ဂုံယူတင်တဲ့ဟာကိုတို့ရခီဂုံမယူတဲ့အပြင်ဆဲပြီးမှလူပြစ်တယ်ဗောနော်ဒီမှာအများကြီးကြုံမှုကြမှာဗောနော်လူတွေအများကြီးကြုံမှုကြမှာကိုကလည်းမြင်ဘူးတဲ့အဲ့လိုမျိုးတွေလေအဲ့လိုမျိုးတွေအများကြီးမြင်ဘူးလေဟုတ်ရှင်ကိုငယ်တော့ဆိုရှင်အဖွားနဲ့နေခဲ့တာဆိုတော့လေအဖွားနဲ့နေခဲ့တာဆိုတော့တချို့အဖွားကရှိခိနည်းနည်းဆန်တယ်ရှိရုံနည်းနည်းဆန်တယ်ဆိုတော့သူ့ကိုမမားတဲ့အကြောင်းရှင်းပြမဲ့အချိန်မှာ तू ကအဲ့လိုပဲပြောတယ်နင်ငါ့ကိုခံပြန်မခံမပြောနဲ့လို့ပြောတယ်နားတော့ပြီးဖို့အစင်တိမဖြစ်နေဘူးပေါ့နော်အဲ့မျိုးနဲ့ပတ်သက်တော့ကိုကလည်းကိုယ်စိတ်ထဲမှာပေါ့လူကြီးတွေကငါ့ကိုမချစ်ဘူးပဲကိုကအဖွားလေးကိုရှင်းပြမဲ့အချိန်မှာလည်းလက်မခံဘူးအမေနဲ့ဝေးရမှနေတော့ဟောကျတော့အဖွားကအမေကိုဒီလိုရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြတဲ့အချိန်မှာအမေကလည်းကိုယ့်ရဲ့စကားကိုဟုတ်မဟုတ်မမေးဘဲနဲ့ဆဲတယ်ပေါ့နော်ဆဲတယ်ဆိုတော့တချို့စကားလုံးတွေကကိုယ့်ရဲ့အသေးသေးထီကိုဆွဲသွားတာနှစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအရန်ခံစားရတယ်ကိုယ့်ကိုဘယ်သူမှလည်းရှစ်တယ်လို့မခံစားရဘူးပြီးလို့ရှိရင်အိမ်ကနေထွက်ပြေးရှင်စိတ်ပေါက်တယ်ထွက်ပြေးရှင်စိတ်ပေါက်တယ်ကိုမှဘယ်သွားလို့သွားရမှမသိဘူးသွားမနေရမရှိလို့ဒါအိမ်မှာနေတာပါဆိုတဲ့ပုံစံမျိုးနဲ့လေအဲ့လိုမျိုးကိုတယောက်တည်းမဟုတ်အဲ့လိုမျိုးကလူတွေအများကြီးမှကြုံနေရတဲ့အရာဟုတ်တယ်ဒါကလေတချို့လူတွေကမပြောပြကြဘူးပေါ့နော်မပြောပြဘူးဆိုတာကကိုယ့်ရဲ့အိမ်ရလူတွေမကောင်းကြောင်းပြောတယ်လို့ထင်နေမှာဆိုလို့ဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ရလူတွေဒီအရာတွေကိုပြန်ကြားရရင်နောက်ပြဿနာတွေဖြစ်လာအောင်မလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကိုကတော့ပြောပြထားတဲ့အမေတွေကိုပေါ့နော်ဒီလိုတော့ရှိတယ်လို့ဒီအရာတွေကိုနားလည်းမလွယ်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အိမ်ကကိစ္စတွေလည်းနည်းနည်းပေါ်ပြောမယ်ဆိုတော့ခါကျတော့ခွင့်ပြုထားပြီးခွင့်ပြုချက်တောင်းပြီးမှလုပ်တာပေါ့နော်အတင်းတုံနေတာမဟုတ်ဒါကနားလဲစေချင်လို့ပြောနေတာအိမ်ကမိဘတွေကမကောင်းလို့ပြောချင်တာမဟုတ်အမေကအရန်ကောင်းတယ်အရန်ကောင်းတယ်ဆိုတဲ့အတိုင်းပဲကိုကလည်းအရန်ကောင်းတဲ့လူလို့အမြဲတမ်းခံယူမိတယ်ငငယ်တုန်းကတော့ကိုကအမေနဲ့ဝေးခဲ့တာမလို့မတိလိုက်ရတာပေါ့နော်သူကကိုကိုအဲ့လိုမျိုးဆဲတယ်ဆိုတဲ့အချိန်မှာကိုကငယ်သေးတော့နားမလဲဘူးလေငါ့ကိုမချစ်ဘူးပဲဆိုတာပဲတွေးမိတယ်တကယ်ကြီးလာတော့ကြောကိုကနားလဲလိုက်ရတာကလေနားလဲလာတာကသူကလေနိုင်ငံရဲ့ချမ်းမနေတာပြီးလို့ရှိရင်အပင်မန်းခံတယ်နော်သူတပားကြုံလို့တာပဲဒီနော်အဲ့တော့ကြောပင်မန်းတယ်အဲ့လိုမှအဆင်ပြေတာရှိတယ်မပြေတာရှိတယ်ကျမကြီးကောင်းတဲ့အချိန်ရှိတယ်မကောင်းတဲ့အချိန်ရှိတယ်ဆောင်းဝင်နေအဆင်ပြေတဲ့အချိန်ရှိတယ်မပြေတဲ့အချိန်ရှိတယ်ဆိုတော့သူ့မှာလည်းစိတ်ဖိစီးမှုတွေကအစကနေများပြီးသားအဲ့ဒီများတဲ့ဂျားတွေကမှကိုယ့်ရဲ့အကြောင်းတွေပါမကောင်းတဲ့အကြောင်းတွေပါထပ်ပြီးမှကြားရတော့သူလည်းစစ်ပင်မှာပေါ့နော်သွားပြီးမှတခြားလူတွေကိုသွားပြောရအောင်ပ
ပြောလို့မရတော့ကိုယ်ကလေးတွေပဲရှိတော့ကိုယ်ကလေးတွေကိုပဲအော်မီဆူမိတာပေါ့နော်ဒါကတော့သူတို့ကကိုယ်ရည်ရွယ်ချက်ရှိနဲ့နာကျင်အောင်လုပ်ချင်ပါတယ်ဆိုတော့ရည်ရွယ်ချက်မျိုးတော့မဟုတ်ဘူးသူတို့လည်းမသိလို့အဲ့လိုမျိုးပြောလိုက်တာပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာကိုတော့ဒီလောက်မှပဲရေးချင်တယ်ပြီးရင်နောက်ထပ်ပြောချင်တဲ့အရာကလေဒီလိုမျိုးမိဘတွေကကလေးတွေကိုနားလဲအောင်မကြိုးစားတဲ့အချိန်မိဘတွေကကိုလိုချင်တဲ့ပုံသွင်းချင်နေတဲ့အချိန်မိဘတွေကကလေးတွေကိုမယုံကြည်ပေးချင်တဲ့အချိန်မှာလေကလေးတွေကခံစားရှင်စိတ်တရားရသွားတဲ့အချိန်မှာကလေးတွေကဘလို့ဖြစ်တတ်လဲဆိုလို့ရှိရင်ယောက်ျားလေးတွေကအပေါင်းအတင်းမာသွားတာမျိုးဟိုမှာအေးရတိစားတွေဆင်းလေးတွေတောက်တာတွေအပျော်ပါတဲ့အရင်မှတ်သွားတာမျိုးဟိုအိမ်မှာမနေရှင်နဲ့အိမ်မကက်ရှင်နဲ့အပြင်လောကတွေထဲမှာပဲရှောက်ပတ်သွားရှင်တာဘောနော်တငယ်ချင်းနဲ့အဲ့မျိုးပုံစံမျိုးပြက်စီးရှင်တဲ့ပုံစံမျိုးရောက်သွားတယ်ပြီးတော့မင်းကလေးတွေကြတော့မင်းကလေးကြတော့အိမ်ကနေအပြင်သွားထွက်ရှင်တာဒါမှတချို့လူတွေကထွက်ခမရဘူးသူတွေကတချို့လူတွေကလောဆစ်ပြီးစီးဘူးဆိုရင်ကိုယ့်ကိုတက်တယ်ကိုကြံစီကြတယ်ပေါ့နော်ကြံစီကြတယ်ပြောစကားပုံတော်ရှိရလေစကားတစ်ခုကလူတယောက်ရဲ့အသက်ကိုကန်နိုင်လို့လူတယောက်ကိုလည်းသိစေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံပါပဲသူတို့တက်တယ်ကိုစူးစမ်းကြတယ်ဒါမှမဟုတ်လို့ရှင်မင်းကလေးကစစ်ဖောက်ရှာတယ်စစ်ဖောက်ကိုဘယ်လိုရှာလဲဆိုလို့ရှိရင်ယောက်ျားလေးတစ်ယောက်ကိုအားကိုးရှင်တဲ့စိတ်နဲ့စစ်ဖောက်ရှာကြတယ်တချို့လူတွေကငငယ်ရွယ်နဲ့အိမ်အောင်ပြုကြတယ်စိတ်ကစားလို့အိမ်အောင်ပြုကြတဲ့လူတွေလည်းရှိသလိုစိတ်ကစားလို့တဲ့မလားဘယ်လိုပြောမှတော့သူတို့စိတ်ကိုသူတို့မထိန်နဲ့လို့မျိုးအပျော်ပါမှပြီးမှအိမ်အောင်ပြုတဲ့မင်းကလေးလည်းရှိသလိုဒါမှမဟုတ်စိတ်တန်ရလို့စိတ်ဖောက်ချတာဒီလူကတော့ငါ့ကိုနားလဲမှာပါအိမ်ကလူတွေတော့မနားမလဲတာတခြားလူကနားလဲပါမလားဘောနော်ဒါပေမဲ့သူတို့မတွေးမိတက်ကြအောင်တခြားအပြင်ကယောက်ျားလေးတယောက်ကကိုယ်ကောင်းပြီးလိုက်မယ်ဆိုလို့ရှိရင်လုံးဝအေးပျော်ကျသွားတာပဲဒီလားအဲ့တော့ကြော်လေသူကတော့ကိုယ်နားလဲမှာပါကိုရှင်းမှာပါဆိုတဲ့ပုံစံမျိုးနဲ့လုံးဝယုံကြည်ပြီးတော့လေသူရဲ့နောက်ကိုလိုက်သွားရှင်းတယ်ဒီလားတက်ချို့လူတွေကအဲ့မျိုးအိမ်အောင်ဆိုးဆိုးပြကြတာလေအိမ်ကကိုယ်နားမလဲဘူးပဲဆိုမှဒီလိုကတော့ကိုယ်နားလဲမှာပါဆိုတဲ့အတွေ့မျိုးနဲ့ပါသွားတာပေါ့နော်သူတို့ကလုံးဝအိမ်အောင်ပြုရှင်လုံးလို့ပါဆိုမှလည်းမဟုတ်ဘူးတခုနောက်တစ်ခုပြောပြအောင်မယ်ဒီလူကြီးမိမတွေနဲ့ပတ်သက်ပြီးတော့တပတ်တော့ကွဲလဲမှုဒါမှမဟုတ်နားလဲမှုမရှိတာမဟုတ်ယုံကြည်မှုမရှိတဲ့အကြောင်းနဲ့ပတ်သက်ပြီးမှပြောပြမယ်မတော့အဲ့ဒီအရာကတော့ဘာလဲဆိုလို့ရှိရင်တချို့မိဘတွေကကိုယ့်ရဲ့အတွေ့အကြုံနဲ့ပဲပြောပြလိုက်ပါမယ်နော်ပြောမယ်ဆိုရင်ကိုယ်ငယ်ငယ်နဲ့အဖွားနဲ့နေတာဆိုတော့ဟာကျတော့ငယ်တော့နားမလဲဘူးအဖွားကိုလေအဖွားကငေါ့မချစ်ဘူးပဲဘာလို့ငေါ့ပဲပြောတာလဲငေါ့ပဲဆိုတာလဲငေါ့ပဲရိုက်တာလဲအဲ့လိုမျိုးခံစားရတာပေါ့နော်ဒါတကယ်ကြီးလာတော့နားလဲရတော့ကို့အမေကနော်အဖွားလက်ထဲမှာလွတ်ထားတာကိုကိုပြီးလို့ရှိရင်တကယ်လို့အဖွားလက်ထဲမှာသာမော့ပြက်စီးသွားမယ်ဆိုလို့ရှိရင်အမေကတော့အဖွားကိုပဲလက်ညှိုးထိုးတော့မှာအမေသမီးရဲ့ဥမာပြောရမယ်ဆိုရင်ကျမသမီးကိုအမေမကြည့်ပြီလို့ဒီလိုမျိုးပြက်စီးသွားတာသူကဆိုတဲ့အရာမျိုးနဲ့သူ့ကောင်ထဲမှာတာဝန်နဲ့အရန်ကြီးတဲ့လူတယောက်ကိုစောင့်ချဖို့ဆိုတာတာဝန်အရန်ကြီးတာပေါ့နော်သူ့ကောင်ထဲမှာရောက်လာမှာအပြစ်တွေသူ့ကောင်ထဲမှာလာမှာပုံချမှာပေါ့နော်အဲ့တော့ခါကျတော့သူကလည်းသူတတ်နိုင်တဲ့ဘက်ကလုံးဝချုပ်ချယ်ပြီးတော့ပဲဖြစ်မပြက်စီးစီရှင်နဲ့စိတ်နဲ့ပေါ့နော်ရှစ်တဲ့စိတ်နဲ့ကောမပြက်စီးစေရှင်နဲ့စိတ်နဲ့ကောပြီးလို့ရှိရင်သူ့ကောင်ပေါ်မှာအပြစ်တွေပုံချတာကိုမခံချင်တဲ့စိတ်နဲ့ကိုဆုံးမလိုက်တာပေါ်တော့ဆုံးမပေးတာစောင့်ရှောက်ပေးတာပေါ့ဒါပေမဲ့သူရဲ့ဆုံးမမှုကနည်းနည်းလွဲနေတယ်နည်းနည်းမားနေတယ်ပေါ့နော်အဲ့လိုမျိုးဆုံးမမှုကလူတယောက်ကိုစိတ်တန်ရအရပ်သွားစေနိုင်တယ်ပုံမှန်ပြည့်စည်စေနိုင်တယ်ဆိုတာကိုနားမလည်လို့ပေါ့နော်နားမလည်လို့ပေါ့ပြောရမယ်ဆိုလို့ရှိရင်ဘာလဲဆိုရှင်ယောက်ျားလေးနဲ့အရင်ပဲကင်းအောင်နေတယ်ကင်းအောင်နေတဲ့လူတယောက်ပဲပေါ့နော်အဖွားကမကြိုက်ဘူးအဲ့တော့ဟဲ့ကျတော့ကိုကလည်းကင်းအောင်နေတယ်ပြီးလို့ရှိရင်ကိုကလည်းအရင်ယွန်းနေရတာမျိုးသဘောမကျအောင်ဒါပေမဲ့တစ်ချိန်တစ်ခါတော့ကတော့ရှိဘူးတော့ပေါ့နော်ကိုလူတယောက်ကကြိုက်တာယောက်ျားလေးတယောက်ကကိုကြိုက်နေတာပေါ့နော်ကြိုက်နေတော့ဟဲ့ကျတော့24နာရီပဲကျောင်းမလေး24နာရီပဲမော့ပဲကြည့်မှာပြုံးစီပဲလာလုံနေပြုံးပြနေကိုကလည်းအားနာတယ်ကလေးပဲရှိတယ်အဲ့ချိန်တော့လေ6တန်းလောက်ပဲရှိနေမှာမြန်မာကျောင်းဆိုလို့ရှင်လေ6တန်းလောက်ပဲရှိမှာအဲ့ချိန်မှာအဲ့လိုလေဘာမှစိတ်ဝင်စားသေးဘူးဆိုတာကအဲ့လိုတော့လုံးဝကိုစိတ်ဝင်စားဘူးပြောချင်တာလေလုံးဝကိုစိတ်ဝင်စားပြုံးပြလို့ချစ်လို့လားဘာလို့လဲစိတ်ဝင်စားလို့လားဆိုတာလေနားမလည်ဘူး
ဘောနော်နည်းနည်းအချင်းကြာသွားမှပဲနားလည်သွားတာအဲ့ဒါပြီးမှကိုကလည်းအာနာလိုပြုံးပြလိုက်တော့ဟာဆိုတော့အဖွားကတော့တရက်မှအဲ့ဒါမြင်သွားတာပြုံးပြလိုက်တာကိုမြင်သွားတာအဲ့ဒါနားလည်းမလွယ်တာငါကသူနဲ့ရီစားတွေဖြစ်ချင်နေရလားဒါမှမဟုတ်ကြိုက်နေရလားအဲ့လိုမျိုးပုံစံနဲ့ပေါ့သူနားလည်းမလွယ်တော့ခါကျတော့ငါ့ကိုဟိုအဲ့လိုမျိုးမဖြစ်စေချင်ဘူးဆိုတဲ့ပုံစံနဲ့သူကကောင်းကောင်းမွန်မွန်မဆုံးမတဲ့အပြင်ကိုကရှင်းပြချင်တာကိုလည်းလက်မခံဘူးပြီးလို့ရှိရင်ကိုပဲအပြစ်ပုံမှန်လေးနေငါဘာဖြစ်တယ်ညာဖြစ်တယ်အများကြီးပဲပုံမှန်ပြောလိုက်ရမှာအများကြီးပဲအဲ့ဒီစကားအမေနားထီတောင်ရောက်မှာအမေပါငါစကားနားထောင်မှလားဆိုရှင်နားမထောင်တာပြင်ငါဘာတခါတည်းလုံးဝအပြစ်ပြောပြတာလေတချို့စကားလုံးတွေကအရန်ရိုင်းနေအဲ့ဒီအချိန်မှာကိုကအဲ့ဒီအတိတ်ဘက်ကိုတော့နားမလဲတဲ့အချိန်မှာတော့ကိုကအရန်ခံစားရခတ်နေတယ်ပေါ့နော်အဲ့လိုမျိုးကိုလေယောက်ျားလေးနဲ့အထင်လွဲနေတယ်ဆိုလို့ရှိရင်ငါစိတ်ထဲမှာတော့ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်တော့လုတ်ပြလိုက်မယ်ကွာဒီလူကိုသိမလားအမေကလည်းပြောငါ့ကိုလည်းဘယ်သူမှမရှိဘူးအဖွားတို့ကလည်းနားလည်းကိုမကြိုးစားဘူးအမေကလည်းပူတော်ဆိုးသေးနားမထောင်ပေးရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့လေငါလုတ်ပြမယ်ဆိုတဲ့ပုံစံမျိုးစိတ်ထဲမှာခံစားလိုက်ရတာငါခိုးပြေးမယ်ယောက်ျားခိုးပြေးတော့ပဲတွေးတာဘောနော်တွေးနေခိုးပြေးမဲ့လူလည်းမရှိသေးဘူးဘောနော်ဘယ်သူ့ကိုခိုးပြေးလို့ခိုးပြေးရမှလည်းမသိဘူးလေတဲ့လားတကယ်အိမ်အောင်ပြုရှင်လားဆိုလို့ရှင်လည်းမပြုရှင်ဘူးဘာမှလည်းနားမလဲဘူးဒီຢာတွေကလေဒါပေမဲ့လေလုတ်ပြမယ်ဆိုမှစိတ်ထဲမှာဒေါသတွေထွက်ပြီးမှလေလုံးဝလုတ်ပြမယ်ဒါမှမဟုတ်ငါအိမ်ကနေထွက်ပြေးမယ်ငါတယောက်တည်းပဲရောက်ချင်တဲ့နေရာရောက်ပေါက်ချင်တဲ့နေရာပေါက်တေးချင်းတေးကြေးချင်းကြေးဆိုတဲ့ပုံစံမျိုးနဲ့လေအရန်ဒေါသတွေထွက်ပြီးမှရှင်းပြလဲလက်မခံဘူးဘယ်သူမှလည်းငါ့ကိုချစ်ဘူးငါတော့မနေရှင်တော့ဘူးငါတော့ထွက်ပြေးမယ်အဲ့လိုမျိုးပုံစံနဲ့လေအရန်ပဲခံစားလိုက်ရတယ်ကိုမကောင်းကြံစီတယ်ဘောနော်မကောင်းကြံစီတယ်ကြံစီတယ်ဒါပေမဲ့မအောင်မြင်လို့လားအသက်ရှင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပါပဲပြောချင်တာကသူတို့တွေလည်းဆုံးမတဲ့နေရာမှာလိုအပ်ချက်ရှိသွားတာသူတို့ရဲ့စေတနာကအရန်ပဲကောင်းမွန်နေအဲ့လိုမျိုးအဖွားကထင်းပေးခဲ့လို့လည်းအခုချိန်ထိလည်းငါကကောင်းမွန်နဲ့အင်ဂျွေရှိဖြစ်နေတယ်လို့ပဲကိုလည်းခံယူတယ်ယုံကြည်တယ်အဖွားကိုလည်းကျေးဇူးတင်တယ်ဒါပေမဲ့ငယ်တုန်းကတော့ဒါတွေနားမလည်ခဲ့တဲ့အတွက်အဖွားကတော့ချစ်တဲ့စိတ်လည်းမရှိတဲ့ပြင်ချစ်တဲ့စိတ်လည်းပျောက်သွားတဲ့အပြင်အဖွားနဲ့နေရှင်စိတ်လည်းပျောက်သွားခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့လည်းအခုကျတော့အဖွားကရှိသေးတယ်ဒါပေမဲ့အရန်ချစ်တယ်လေးစားတယ်ပြီးလို့ရှိရင်တံပိုးလဲထားတယ်သူကကိုယ်ကောင်းစီရှင်လို့လုတ်ခဲလို့ကိုယ့်ဘာမှလုတ်ခဲတဲ့နာကျင်စေခဲ့တဲ့စိတ်တရားတွေပဲဖြစ်နာကျင်စေခဲ့တဲ့အရာပဲဖြစ်ပျော်ရွှင်စေခဲ့တဲ့အရာပဲဖြစ်အကုန်လုံးအတွက်အရန်ပဲကျေးဇူးတင်တယ်အဲ့လိုမျိုးနာကျင်စေခဲ့လို့လေကိုကလည်းနားလေမှုရှိလာတယ်ပြီးလို့ရှိရင်တင်ငန်းစားတွေရလာတယ်ဗောနော်ကိုကလေးကြိုက်ရလဲသူများတွေကိုတခြားလူတွေကိုစကလုံးကြောက်ပဲဖြစ်လုံးဝခံစားသွားရတဲ့အထိမဖြစ်အောင်စကားပြောတဲ့အချိန်လဲထိမ့်သိမ့်ပြီးတော့ပြောဆိုမိတော့မှာဗောနော်ကိုယ်တိုင်ခံစားဖို့တော့ကိုရှင်းစားရတာအရန်လွယ်သွားမယ်သိရမလားကိုယ်တိုင်မခံစားဘူးရင်တော့ဒါတွေပြောနေလဲအလကားပဲ तू ကပြောနေရလဲအပိုပဲမခံစားဘူးတဲ့လူတွေအတွက်တော့ရေစရာဖြစ်နေနိုင်တယ်ဒါပေမဲ့ခံစားဘူးတဲ့လူတွေအတွက်ကတော့နားလဲမှာပေါ့နော်နားလဲမှာကိုချင်းစားမှာပေါ့ဒီလိုမျိုးပါပဲလူကြီးတွေနဲ့ပတ်သက်ပြီးတော့လဲအဲ့လိုမျိုးမဆုံးမတက်လို့မရွယ်ဘဲနဲ့ပဲဖြစ်ကလေးတွေအပေါ်မှာစိတ်တဲ့ကြံစီခဲ့နိုင်တယ်။ပြီးရင်ကလေးတွေကလည်းလူကြီးတွေဆုံးမတဲ့ပုံစံကိုနားမလည်တဲ့အချိန်သူကကိုယ်ရှင်းလုံးနေတယ်ဆိုတာကိုနားမလည်တဲ့အချိန်တက်စီသွားနိုင်တယ်ဆိုတာကိုနှစ်ယောက်လုံးအပြန်လဲနားလဲစေချင်လို့ပြောပြတာမိဘတွေကလည်းဆုံးမမှုမှာနည်းနည်းပြောင်းလေးဖြစ်အောင်လို့ဆုံးမစေချင်တယ်ပြီးလို့ရှိရင်ကလေးတွေကလည်းလုံးဝကိုယ့်အပေါ်ကျန်းနေဆိုရင်ကိုယ့်ကိုမချစ်လို့မဟုတ်ဘူးဆိုတဲ့အရာကိုလာပြောပြတာမလို့ကိုယ်တိုင်တွေ့ကြုံမှုတဲ့အတွေ့အကြုံနဲ့လည်း share လုပ်ကြည့်တာပေါ့နော်ပြီးရှင်နောက်တစ်ခုကတော့မိဘတွေကကလေးတွေကိုဆုံးမတဲ့မိဘတွေပုံစံအတိုင်းပဲတချို့ကလေးတွေကမိဘတွေပုံစံအတိုင်းပဲဖြစ်နေတယ်ဘယ်လိုလဲဆိုရင်ကိုမိဘကအရင်ဆေးတက်တယ်ဆိုတက်တယ်ရိုင်းတက်တယ်အရှင်ပြည့်ရန်ဖြစ်နေတာမြင်မယ်ဒါဆိုရှင်ကလေးတွေကလည်းရိုင်းတက်တယ်ကိုရဲ့ဘဝမှာလက်တွေ့မှာပဲပြောမယ်ဆိုလို့ရှိရင်လက်တွေ့မှာမြင်မှုတဲ့အရာပဲပြောမယ်ဆိုရင်ဘသူပါဆိုပြီးတော့နာမည်တော့မတက်တော့ဘူးပေါ့နော်နာမည်တော့မတက်တော့ဘူးဒါပေမဲ့ကိုမိဘဆိုလို့ရှိရင်အဖေနဲ့အမေကြားမှာပြဿနာတွေအများကြီးဖြစ်ခဲ့ဘူးတဲ့ကိုကတော့ငင်လို့ဒါပဲဖြစ်ခဲ့ဘူးတဲ့ဟိုမှာအမေကရိတ်
လက်ပါတာတို့အဲ့လိုမျိုးခံခဲ့ဘူးလေဘောနော်ခံခဲ့ဘူးလေဒါပေမဲ့ဒီ area တွေကိုကမမြင်ခဲ့ဘူးအဖေနဲ့အမေနဲ့လည်းတူတူကြမနေခဲ့ဘူးဒါပေမဲ့သူတို့နှစ်ယောက်နဲ့အထူနေခဲ့တဲ့အချိန်သူတို့နှစ်ယောက်ရန်ဖြစ်တာဆဲဆိုတာလုံးဝပဲမကြဘူးတဲ့အတွက်ကြောင့်မို့မဆဲတော့ဘူးဆဲတဲ့ဆိုတာလည်းမသိဘူးလုံးဝအဲ့လိုမျိုးစကလုံးရိုင်းနာတွေနဲ့အရန်အဝေးမှနေခဲ့ဘူးတော့လေသူများတွေရိုင်းတဲ့အချိန်ဆဲတဲ့အချိန်သူကဘာကိုပြောတာလဲအဲ့ဒါဘာအတိတ်ပဲလေးဆိုမှနားလေရခတ်နေတဲ့အချိန်အနေထိပေါ့နော်လုံးဝနားမလဲတာကိုရီးယားအမေအဖေတွေကပေါ့နော်ကလေးတွေအရှိမရန်ဖြစ်တာဆဲဆိုတာမရှိဘူးအဖေကကျတော့သူကဘယ်လိုပြောမှလဲအရန်အေးလေးနေတတ်တဲ့ပုံစကားအရင်မများတဲ့ပုံပါပဲကြောအမေကလည်းအေးစစ်ပဲနေတယ်စကားအများကြီးမပြောဘူးပြရှင်ငယ်တုန်းကတော့သူများစကားကိုနားထောင်ပြီးတော့ကိုယ်ရိုက်ခဲ့ဘူးတဲ့အချိန်လေးရှိတယ်ကိုရိုနဲ့ဝေးသွားတော့ခါကျတော့အမေကနားလဲလာတယ်ကလေးတွေကိုရှစ်တက်လာတယ်အဝေးမှထားတော့ခါကျတော့လွမ်းမိပါပဲလေနော်ကိုမွေးထားတဲ့သားသမီးဆိုတော့အတူတူလာနေတဲ့အချိန်ဒါမှမဟုတ်ဖုန်းခေါ်တဲ့အချိန်တခါကျချိုတဲ့အချိန်ချိုမြင်တဲ့အချိန်ကပိုပြီးမှများတယ်ပေါ့နော်တခါတလေကျမှသူစိတ်ပင်တဲ့အချိန်ကိုရဲ့မကောင်းတဲ့တင်းတွေကြားတဲ့အချိန်ကျတော့ကိုယ်စကားတော့နားမထောင်နေရုပ်တရက်ရေးဆေးဆုပ်မိတာမယူရဘဲနဲ့ဆေးဆုပ်မိတာအဲ့လောက်ပဲရှိပါတယ်ဒါပေမဲ့သူပြောတဲ့အချိန်မှာကောင်းမွန်ပဲပြောတယ်ဒါပေမဲ့ကို့အပေါ်မှာအရန်ရိုင်းပြီးမှပြောတာလေမရှိခဲ့ဘူးဘောနော်အမေကအဲ့လိုမျိုးမရှိခဲ့ဘူးအဲ့တော့ကြောင့်ကိုကလည်းမဆက်တက်တာမဟုတ်ဆဲတက်တယ်ဒါပေမဲ့ဆဲတဲ့အကျင့်မရှိဘူးဘောနော်ဆဲတဲ့အကျင့်ရိုင်းတဲ့အကျင့်မရှိဘူးပေါ့ဆေးဆုပ်မှရိုင်းပြတဲ့အကျင့်မရှိဘူးကိုယ့်ရဲ့မျက်စိရှိမှာပဲညီမလေးတွေမောင်လေးတွေကိုရဲ့မျက်စိရှိမှာပေါ့နော်ကိုနဲ့ရင်းနေတဲ့လူတွေဆိုလို့ရှိရင်သူတို့ရဲ့အဖေအမေကတော့အရက်တောက်တယ်နေ့ရက်လုံးပြောပြစေသူတို့မိဘနေ့ရက်လုံးကစကားနည်းနည်းလေးနည်းနည်းများတယ်ပြီးရှင်အမြောက်ကြိုက်တယ်ပြီးရှင်ဘယ်လိုလဲ motivation ရှိတဲ့ရှင်လုပ်တယ်မရှိတဲ့ရှင်မလုပ်ဘူးဆိုတဲ့ပုံစံမျိုးစိတ်ပိုင်လုပ်တယ်မပိုင်မလုပ်ဘူးထားခဲ့လိုက်တယ်ဆိုတဲ့ပုံစံမျိုးပြလို့ရှင်မြောက်ပင့်ပြလို့ရှင်အာကျူမန်တက်လုပ်တယ်ပြလို့ရှင်ပြောတဲ့အတိုင်းမလုပ်ဘူးပေါ့နော်ပြောတဲ့အတိုင်းဘယ်လိုပြောမှလဲဆိုရှင်ငါအရက်ဖြတ်မယ်ဆိုပြီးမှပြောတယ်နော်ဂတိပေးတယ်ကြိမ်တယ်ပြလို့ရှင်ပွဲတွေပါတယ်တင်မှကြိမ်ဆိုတယ်ပြအဲ့ရှိမှအဲ့လိုမျိုးလုပ်ပြီးတော့လေတကယ်လဲအရက်ဖြတ်လာဆိုရှင်အရက်မဖြတ်မတောက်တော့နဲ့နော်ဆိုရှင်မတောက်တော့အဲ့လိုမျိုးပေါ့မယ်ဒါမတောက်တော့ဘူးလားဆိုလည်းမဟုတ်တောက်နေတော့မယ်သိမလားသူတို့ကလေးတွေကလည်းအတိုင်းပဲသူကကလေးတွေကိုဘယ်လိုတင်လဲဆိုရှင်ရိုင်းတက်တယ်သိမလားအမကိုဆောက်ခေါ်မလို့ပြောလိုက်ဆိုရှင်ကလေးတွေကလည်းဆောက်ခေါ်မအဲ့လိုမျိုးသိမလားအဆဲကိုတင်ပေးနေတယ်ကလေးကိုလေလုံးဝအာကျုံမတာဟိုမှာမသိသူဆဲပြီဟဲ့လက်ခုပ်တီးမဲ့ပုံစံမျိုးနဲ့လေသိလားဆဲငါကိုတော့ကတော့လေဆဲပြီဆိုလို့ရှိရင်ပါချက်ခင်ရတယ်တခါရဲလို့ရှိရင်နာမကြောက်တယ်အရန်ကြောက်တဲ့စိတ်ရှိတာလေနာမကြောက်ပြီဆိုလို့ရှိရင်နောက်ခါကျရင်အဲ့ဒီစကလုံးကိုလုံးဝမထွက်တော့ထွက်လည်းမထွက်ရတော့ကိုရိုက်တော့မှလေနာမကြောက်တယ်တခါတည်းနဲ့အမတ်ရှိတယ်ဗောနော်မှတ်တယ်ဒါပေမဲ့သူတို့တွေကကျတော့ဘလောက်ပဲရဲရင်လဲဆက်မဆင်းနေတာပဲဆက်မပြောနေပဲအကျင့်ကလုံးဝမပြောင်းလဲဘူးမိဘတွေနဲ့လည်းသားသမီးတွေကလည်းမိဘတွေနဲ့လည်းအများကြီးဆိုင်နေပဲရှင်တော့တောင်းလို့ရှင်လားအဲ့ဒါပေမဲ့ဟိုမှာဒီအမျိုးဟိုဆေးလေးတွေဘာမှမတောင်းနေတာမဟုတ်အပြောပါတယ်တင်မနဲ့နော်ဆိုလို့ရှင်လေပြောတဲ့ရှင်ဆိုဟုတ်တယ်နားလေလားငါပြောတာနားလေလားဆိုလို့ရှင်နားလေတယ်မှာပဲရက်သွားတယ်နားလေတဲ့အတိုင်းဆက်လို့ဖို့မကြိုးစားတော့ဘူးနော်ဆူဆုံးမရတာခက်တယ်ပေါ့နော်မလွယ်ဘူးဆူဆုံးမရလွယ်တဲ့လူဖြစ်တာအရင်ကောင်းတယ်ပေါ့နော်ပြလို့ရှိရင်အဲ့လိုမျိုးဖြစ်တဲ့ကိုကအဲ့လိုမျိုးလူဖြစ်နေဆိုရှင်ကိုအများကြီးခုံယူတင်တယ်လူအများစုကလေစကလုံးကိုနားထောင်ပြီးတော့အမှပဲပြီးသွားတာအဲ့လိုမျိုးစပြီးမှလှုပ်ဖို့ကြင်ကြံဖို့ဆိုတာအရင်နဲတယ်အရင်ရှားတယ်
အရန်ရှားရပါတော့ကိုကအဲ့လိုမျိုးသူများကိုဆုံးမတာကိုလက်ခံတတ်တဲ့လူကိုဆုံးမတဲ့အချိန်မှာပြန်ခံမပြောတတ်တဲ့လူပြီးလို့ရှင်သူပြောရလည်းမမားဘူးပဲဆိုပြီးမှလက်ခံနိုင်တဲ့လူဆိုလို့ရှင်ကိုအများကြီးဂုဏ်ယူလိုက်ပါနော်အများကြီးဂုဏ်ယူလိုက်ပါအဲ့လိုမျိုးလူတွေကအရန်ချားတဲ့လူအများစုကလေကိုလာပြောပြီးဆိုရှင်စိတ်ထဲရပဲဖြစ်တချို့လူကပေါ်တင်မပြတဲ့ဆရာမတွေပဲဖြစ်ဝရတယ်ဆိုရှင်အဝမဘာဖြစ်နေမှမသိဘူးအဲ့လိုမျိုးဟုတ်တယ်ကိုကအရင်ကြောက်ဘူးတယ်သိလားကိုလည်းမပြောဆရာမတွေကိုဆိုအရန်ကြောက်တယ်မပြောရဲဘူးပေါ့နော်ဆရာမတွေမိဘတွေဆိုတာကလေခင်မကြီးဆရာပါဒီမှာပါတယ်ပေါ့နော်ပြင်မာလို့မရတဲ့အရာတွေချင်းမှပါတယ်အဲ့တော့ကျတော့ကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့လူမှန်သမျှကိုပြင်မာလို့မရဘူးငရဲကြည့်တယ်ပေါ့နော်ပြင်မာလို့မရဘူးအဲ့တော့ကျတော့ကိုကလည်းမပြင်မာဘူးသူများတွေကကျတော့လေလူကြီးတွေပြောလိုက်ဆိုရှင်သူ့သူပါပြန်ထင်တယ်မသိဘူးအပွားတော့ဘာမှမသိဘူးအဲ့လိုမျိုးပုံစံနဲ့လေဆုံးမတော့ကောင်းစီရှင်နဲ့ဆင်းနဲ့ဆုံးမရင်တော့မှသူတို့ကနားမလည်ဘူးလက်ခံနိုင်တဲ့အဆင့်တည်းမရှိဘူးလို့ပြောမှာပေါ့နော်အဲ့လိုပဲပြောလိုက်ပါတော့အဲ့မျိုးလူတွေအရင်များတဲ့အတွက်ကြောင့်မလို့ကိုကသူများဆုံးမတဲ့အချိန်သူပြောတာလေကိုဆုံးမတဲ့အချိန်နေပြီးတော့မဖြစ်ဖြစ်ဒါမှမဟုတ်ကောင်းစီရှင်တော့မဖြစ်တခုခုကိုယ့်ရဲ့အမောက်ထောက်ပြလိုက်ပြီဆိုလို့ရှိရင်ပြန်စဉ်းစားတယ်နော်မောရပြန်စဉ်းစားတယ်ပြန်စဉ်းစားမှပထမဆုံးကိုလာပြောပြီဆိုလို့ရှိရင်ဒေါသထွက်တယ်အမှန်ပဲမောလဲဒေါသထွက်တယ်ပြီးရင်ပြန်စဉ်းစားတယ်သူပြောတာတော့မှန်တယ်မှန်တာပဲငါဒီဟာလေးပြင်လိုက်လို့ရှိရင်ပုံမှန်ကောင်းပါပဲဟုတ်တယ်ငါဒီနေရာမှာတော့နည်းနည်းညံ့နေတယ်ဆိုမှကိုပြန်တွေးတယ်ပြီးရင်လက်ခံနိုင်တယ်ဒေါသထွက်တယ်ဒါပေမဲ့ပြန်ပြီးမှဆဲဆိုတာစိတ်ထဲကနေလဲဆဲဆိုတာမရှိဘူးပေါ့နော်လူကြီးဆိုကနေကိုဆဲဆိုတာမရှိတော့ပြီးရင်စဉ်းစားတယ်ဆိုလို့ရှိရင်လက်ခံလိုက်တယ်ဒေါသလည်းပြေသွားတယ်ပြီးရင်သူပြောတဲ့အတိုင်းနောက်ခါမဖြစ်အောင်လဲကိုတတိထားမိဘူးမှတတိထားမိတယ်ပေါ့နော်ပြီးရင်ဒီထက်ပိုကောင်းအောင်ဘယ်လိုလုပ်ရမှာလဲဆိုပြီးမှမရိုင်းမိအောင်လို့ကိုထိချိုးဖို့ကြိုးစားဘူးတယ်ပေါ့နော်အဲ့လိုမျိုးကိုလာဆုံးမလို့မကြိုက်ဘူးဆိုတာဘာလေးလာချာရှိမှမသိဘူးအဲ့လိုပုံစံနဲ့မရှိဘူးတခါကျရင်ကိုနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့လူကြီးတွေလည်းရှိတယ်သူတို့ပြောတဲ့အချိန်ကိုကကောင်းကောင်းမွန်မွန်နားထောင်လိုက်တယ်ပြီးလို့ရှိရင်စိတ်ထဲမှာဆိုဘာမှအဲ့လိုမျိုးမပြစ်မအောင်သူကတော့ဒီလိုမျိုးပုံစံပါပဲဒါသူ့အတွေ့အခေါ်ဒါပေမဲ့ငါတွေ့ခေါ်တယ်မကိုက်ဘူးငါခံယူထားတဲ့ခံယူရှင်နဲ့မကိုက်ညီဘူးအဲ့လိုပဲတွေ့တယ်ပြီးလို့ရှိရင်နားထောင်ပေးတယ်ကောင်းကောင်းပဲနားထောင်ပေးတယ်ပြီးလို့ရှိရင်လွတ်လိုက်တယ်ပြီးလို့ရှိရင်တခါကျရင်ကိုကအရှိလို့ကြည့်တယ်ကျန်သူပြောတာနည်းနည်းလွဲနေတယ်ဆိုလို့ရှိရင်ကိုကနည်းနည်းပြင်ပေးရှင်တယ်ပေါ့နော်ဒါလို့ तू ကကိုပြောတာကိုလက်ခံမဲ့လူလားလက်မခံမဲ့လူလားကိုပြောတာလက်ခံမဲ့လူဆိုလို့ရှိရင်ကိုကလည်းရှင်းပြကြည့်တယ်ပေါ့နော်ကိုရဲ့ခံရွှေကိုပြောမှရှင်းပြကြည့်တယ်ဒီဟာတော့ဒီလိုမြင်တယ်ဟိုတာတော့ဒီလိုမြင်တယ်အဲ့လိုမျိုးရှင်းပြကြည့်တယ် तू ကလည်းလက်ခံတယ်ဆိုလို့ရှိရင် okay တယ်ဒါလို့ तू ကလည်းလက်မခံဘူးညင်းမဲ့ဆိုလို့ရှိရင်မညင်းတော့အေးဟုတ်လားဟုတ်တယ်အဲ့လိုမျိုးပဲပြောလိုက်တယ်ဆက်ပြီးတော့မငင်းတော့ဘူးငင်းခုံမှုမပွားရှင်ဘူးမလိုအပ်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မငင်းခုံရှင်ဘူးမနော်သူကကိုယ်စကားမှနားမထောင်ချင်တာလက်မခင်ချင်တာလူချလိုက်တာပဲကောင်းတယ်ငင်းခုံနေလဲရန်သူပဲဖြစ်သွားမှာမိတ်ဆွေတော့ဖြစ်လာမှာမဟုတ်ဘူးတဲ့မနော်အဲ့တော့ကျတော့ပြောရင်တဲ့စကားတွေကအရင်ပဲလွန်သွားပါပြီဒီဗီဒီယိုလေးကိုတော့နားလည်းမလို့ထင်ပါတယ်ဒါကတော့ကလေးတွေကလူကြီးအပေါ်အမြင်နဲ့လူကြီးတွေကကလေးအပေါ်အမြင်ကိုပြောကိုတိုင်းလည်းကြုံမှုတဲ့အရာတွေနဲ့ပတ်သက်တော့ပြောပြကြည့်တာပါနော်ဆွေးနွေးကြည့်တာပါအတန်လည်းဝင်ရှင်နေပါပြီအစိုးအထိကြည့်ပေးတဲ့အတွက်အရင်ပဲကျေးဇူးတင်ပါတယ်လို့ပြောရှင်ပါတယ်ပြီးရှင်လည်းဒီထဲမှာကိုယ့်ရဲ့အတွေ့အကြုံဒါမှမဟုတ်ကိုကြုံမှုတဲ့အရာတွေကိုလည်းပြောပြချင်တယ်ဆိုလို့ရှိရင် comment ထဲမှာပြောပြပေးပါလို့တောင်းဆိုရှင်ပါတယ်ပျော်ပပပဲလက်ခံပေးပါမယ်ဒီထဲမှာအမြင်မတိုက်ဆိုင်တာတွေရှိတယ်ဆိုလို့ရှင်လည်းဆွေးနွေးခဲ့လို့ရပါတယ် comment ထဲမှာဆွေးနွေးခဲ့ပါအများကြီးပဲကျေးဇူးတင်ပါတယ်